ရန်စွန်ဟိုဟာအသက်46နှစ်အရွယ်ရှိနေတယောက်ပါလူကိုကြီးအဖြစ်နဲ့အသက်80ကျော်အဖေကြီးနဲ့အတူနေထိုင်ပါတယ်အဖေဖြစ်သူကတော့တားဖြစ်သူကိုမိမယူဖို့တောက်လျှောက်တိုက်တွန်းခဲ့ပေမဲ့ရန်စွန်ဟိုကတော့ချိန်တိုင်းညင်းပယ်ခဲ့ပါတယ်ရှင်းနေလုံနေတဲ့ကာလအတွင်း NGO အသင်းဖွဲ့တွေမှာအချိန်တော်တော်ကြာအလုပ်လုပ်ခဲ့ပြီးထမ်းမြတ်တဲ့ရှင်းနေတယောက်အနေနဲ့နာမည်ကြီးပါတယ်အခုလက်ရှိမှာတော့ LNU ဆိုတဲ့ရှင်းနေကြိုးဆောင်ကုမ္ပဏီမှာအလုပ်ဝင်နေတာဖြစ်ပါတယ်အလုပ်ဝင်လာတဲ့တစ်နှစ်လောက်အတွင်းမှာအပြည့်ရှိသူတွေကိုအပြည့်ကနေရော့ပေါအောင်သူ့ရည်ချင်းနေနဲ့လုပ်ပေးခဲ့ရပါတယ်အမှန်တရားကိုမျက်နှိုးသူမို့ပြည့်ရှိသူတွေကိုပြစ်ပေါအောင်လုပ်ပေးနေရတာကိုစိတ်မသက်မသာဖြစ်ပေမဲ့အဖေတကူသားတကူဘဝမှာစားတောက်နေထိုင်မှုငွေကြီးအခက်အခဲရှိနေတာကြောင့်မန်တင်းပြီးလုပ်နေခဲ့ရပါတယ်။ဒီနေ့မှာတော့ကုမ္ပဏီတစ်ထည်ကသူတို့ကုမ္ပဏီကနေခါမဲ့လိုက်ပေးရမယ့်အမှုတစ်ခုကိုတာဝန်ယူဖို့ပေးပါတယ်။ DNU ရှင်းနေအဖွဲ့ဟာပြည့်ရှိသူတွေကိုကာကွယ်တာများနေတာကြောင့်ပြည်သူကအမြင်မကြည်တာကိုခံနေရတာပါ။ဒါကြောင့်ပြည်သူစီကနေမျက်နှာပြန်ရအောင်ပရာဟိတပုံစံမျိုးလုပ်ပြချင်တာဖြစ်ပါတယ်။ယခုမှုမှာလည်းတရားခံလို့ဆွဆွဲခံထားရတာကအိမ်ကူတယောက်ဖြစ်နေတာကြောင့်အခါမဲ့ရှင်းနေနေနဲ့ဆောင်ရွက်ပေးဖို့ NGO ဖွဲ့စည်းမှာလှုပ်လှုပ်ခဲ့မှုတဲ့ရန်စွန်ဟိုကိုတာဝန်ယူခိုင်းတာဖြစ်ပါတယ်။အမှုအကြောင်းအရာမှာပါဝင်တာကတော့အသက်80ကျော်အဖို့တအုပ်ကိုသူ့ရဲ့အိမ်ကူကတက်ပြီးကိုတက်သေးတဲ့ပုံစံလုပ်ထားတယ်လို့ဆွဲချက်တင်ထားတာပါလူသက်မှုပါလို့ဆွဲချက်တင်ခံထားရတာကတော့15နှစ်အရွယ်အော်တီဇင်ကောင်မလေးတယောက်ရဲ့တက်သေးထွက်ဆိုချက်ကြောင့်ဖြစ်ပါတယ်ရှင်းနေရန်စွန်ဟိုဟာခေါင်းထဲမှာချုပ်ခံထားရတဲ့သူ့ရဲ့အမှုတဲ့အိမ်ကူနဲ့တွားတွေ့ပါတယ်အမှုကိုဆောင်ရွက်ဖို့အတွက်သူ့ကိုမလိမ်မှုပြောပြီးအမှုရဲ့ဖြစ်စဉ်ကိုမေးမြန်းခဲ့ပါတယ်အိမ်ကူဖြစ်သူကအဖိုးဟိုဟာသူ့ကိုယ်သူအိမ်နဲ့ဆိုပြီးတက်သေးဖို့လုပ်နေတာကိုကယ်ဖို့ကြိုးစားခဲ့တာပါလို့ဆိုပါတယ်အမှုကိုတရားခွင်မတက်ခင်မှာတရားသူကြီးများရဲ့တရားလိုအမှုစစ်ရှိနေနဲ့တရားခံရှိနေတို့ရဲ့ဟာအကျိုးတရားခွင်ပြုလုပ်ကြပါတယ်။တရားခွင်မှာအမှုစစ်ရှိတွေကမျက်မြင်သက်သေကအော်ဒီဇင်တယောက်ဖြစ်တာကြောင့်အင်တာဗျူးထားတဲ့ဗီဒီယိုကိုပဲသက်သေအနေနဲ့တင်သွင်းမယ်လို့ဆိုပါတယ်။တရားခံရှိနေဖြစ်တဲ့ရန်စွန်ဟိုကလည်းသက်သေကိုတရားပြန်ဖြစ်တဲ့သူတို့ဘက်ကမမေးဘဲအမှုကိုဆုံးဖြတ်လိုက်မယ်ဆိုရင်အဆွဆွဲခံရတဲ့သူနစ်နာနိုင်တာမို့သက်သေကိုတရားခွင်ကိုခေါ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ရုံးတော်ကလည်းသက်သေကိုရုံးတော်မှာလာရောက်ထွက်ဆိုဖို့ဆုံးဖြတ်ပေးခဲ့ပါတယ်။လေးလာမှုအားကောင်းရတဲ့ရှင်းနေတို့ရဲ့ထုံးစံအတိုင်းရှင်းနေရန်စွန်ဟိုဟာသူနဲ့အပြိုင်အမှုလိုက်ရမယ်တရားလိုအမှုစစ်ရှိနေရဲ့အကြောင်းကိုလည်းစုံစမ်းထားခဲ့ပါတယ်။အမှုစစ်ရှိနေမှာအော်တီဇင်ယောဂဝေဒနာရှင်ကြီးလေးတစ်ယောက်ရှိတာကြောင့်မျက်မြင်သက်သေကောင်းမလေးနဲ့လည်းဆက်သွယ်ပြောဆိုတဲ့နေရာမှာပိုအကျွမ်းဝင်မယ်မှန်းနားလည်ထားခဲ့ပါတယ်။ဒါကြောင့်ပြိုင်ဘက်အမှုစစ်ရှိနေကိုမျက်မြင်တတဖြစ်အောင်အော်တီဇင်တစ်ယောက်နဲ့ဘယ်လိုဆက်သွယ်ပြောဆိုရမလဲဆိုတဲ့နီလန်းကိုပြောပြဖို့တောင်းဆိုလိုက်ပါတယ်။အမှုစစ်ရှိနေကလည်းရေးစားရင်ကိုရည်ရင်းကိုတူဘောလို့တုံ့ပြန်ပြောဆိုပြီးထွက်သွားပြီးမှအော်ဒီဇင်တွေဟာသူတို့ရဲ့ကဘာလေးထဲမှာပဲသူတို့နေတာမို့သူတို့ကအပြင်လောကကိုထွက်လာဖို့မဖြစ်နိုင်ရင်သူတို့နဲ့ဆက်သွယ်နိုင်ဖို့သူတို့ကဘာလေးကိုသွားကြည့်ဖို့လို့အကြံပေးလိုက်ပါတယ်။အမှုစစ်ရှိနေရဲ့အကြံပြုချက်အတိုင်းရှင်းနေရန်စွန်ဟိုဟာမျက်မြင်သက်သေဖြစ်တဲ့ကောင်မလေးရဲ့အချက်လက်တွေကိုတေချာလေ့လာပြီးအဲ့ဒီကောင်မလေးရဲ့အကြောင်းရှိမှသွားဆောင်နေခဲ့ပါတယ်။မျက်မြင်သက်သေကောင်မလေးရဲ့နာမည်ကတော့ယွန်းကြည်ဦးပါ။အော်ဒီဇင်တရားမို့တငယ်ချင်းတွေကစနောက်နိုင်ချစ်တတ်တာကြောင့်တငယ်ချင်းဖြစ်သူရှင်ဟေးနဲ့ចောင်းသွားចောင်းပြန်အတူသွားကြပါတယ်။ကြအပြင်ဂျီဦးဟာသစိမ်းနေနဲ့ကောင်းကောင်းဆက်တဲ့စကားပြောဆိုနိုင်မှုမရှိပါဘူး။ရှင်းနေရန်စွန်ဟိုနဲ့တွေ့တော့လဲဂျီဦးကတုံ့ပြန်မှုမပေးဘဲတငယ်ချင်းဖြစ်သူရှင်ဟေးကပဲဂျားထဲကနေစကားပြန်လုပ်ပေးခဲ့တာပါ။ရှင်းနေရန်စွန်ဟိုပြောတဲ့စကားကိုပြန်ပြန်ပြောပေမဲ့ရန်စွန်ဟိုကိုတွေ့ချင်းငကတိုင်ကအဆက်လေးတွေအရေးအတွက်ကိုတော့တိတိကျကျလှမ်းပြောခဲ့ပါတယ်။ရှင်းနေရန်စွန်ဟိုကဂျီဦးမြင်လိုက်တဲ့အမှုကိစ္စနဲ့ပတ်သက်ပြီးစကားပြောချင်လို့ပါလို့တောင်းဆိုတော့ရိုးသားတဲ့အော်ဒီဇင်တို့ထုံးစံအတိုင်းချက်ချင်းညင်းပယ်ခဲ့ပါတယ်။ညင်းပယ်နေတဲ့ဂျီဦးကိုရှင်းနေရန်စွန်ဟိုကတာမန်လူတယောက်လိုထပ်ပြီးတောင်းဆိုကြည့်တော့ဂျီဦးဟာသူ့အမေတင်ပေးထားတဲ့အတိုင်းဒဇိန်းတွေနောက်ကလိုက်လာရင်ရဲခေါ်ရမယ်ဆိုပြီးရဲစခန်းကိုဖုံးဆက်နေလို့ရန်စွန်ဟိုတယောက်လက်လျှော့လိုက်ရပါပြီ။ဂျီဦးရဲ့တငယ်ချင်းရှင်ဟေးကဂျီဦးနဲ့စကားပြောချင်ရင်ဂျီဦးစိတ်ဝင်စားတဲ့ဗဟေဒီဖော်တန်ကစားပြီးခင်းအောင်လုပ်ပါလို့အကြံပေးလိုက်ပါတယ်။အမှုရဲ့ပထမဆုံးတရားခွင်မှာတော့အလောင်းခွဲစိတ်စစ်ဆေးတဲ့ဆေးရရှိကိုတက်တဲ့အနေနဲ့ခေါ်ယူပြီးသေဆုံးရတဲ့အကြောင်းရင်းများကိုမေးမြန်းကြပါတယ်။ရှင်းနေရန်စွန်ဟိုကသေဆုံးသူရဲ့ခေါင်းမှာဆွတ်ထားတဲ့အိတ်မှာဘူတိန်းတန်းငွေကိုတွေ့ရှိကြောင်းစစ်ဆေးမှုကိုအခြေခံပြီးဘူတိန်းတန်းငွေပါတဲ့ gas ဘူးကိုသေဆုံးသူကိုယ်တိုင်ဝယ်ယူနေပါတယ်ဆိုတဲ့သက်သေနဲ့အတူဘူတိန်းတန်းငွေဟာနာကျင်မှုကိုသက်သာစေတာကြောင့်သေဆုံးသူဟာသူ့ကိုယ်သူသက်သေတဲ့အချိန်မှာအသုံးပြုတာဖြစ်ခဲ့နိုင်ကြောင်းတင်ပြလိုက်ပါတယ်။ရန်စွန်ဟိုတင်ပြတဲ့သက်သေအရသေဆုံးသူဟာသူ့ကိုယ်သူသက်သေတဲ့ဆိုတဲ့အကြောင်းအရာဘက်ကိုရာဂိုင်နှုန်းတော်တော်များများသေချာတလောက်ရှိနေခဲ့ပါပြီ။ပထမတရားခွင်မှာတော့တရားခံရှိနေရန်စွန်ဟိုတို့ဘက်ကအားသာခဲ့ပါတယ်ဒုတိယတရားခွင်ကိုတော့နောက်နှစ်ပတ်အကြာမှာလုံမှာဖြစ်ပြီးသက်သေအနေနဲ့ဂျီဦးကရုံးတော်ကိုလာရမှာဖြစ်ပါတယ်ရှိနေရန်စွန်ဟိုဟာရရှိထားတဲ့နှစ်ပတ်အတွင်းမှာဂျီဦးနဲ့ဆက်တဲ့စကားပြောလို့ရအောင်စွမ်းကုန်ကြိုးစားပါတယ်ဂျီဦးကျောင်းစင်းချိန်မှာကျောင်းရှိမှဆောင်းပြီးဂျီဦးသဘောကျလာအောင်ကြိုးစားပါတယ်ကျောင်းကအပြန်လမ်းမှာဂျီဦးကကလေးတယောက်လိုတခြားကျောင်းသူတွေစားနေတဲ့ခေါင်းဆွဲကိုမျှော်နေလို့ရှိနေရန်စွန်ဟိုကဝယ်ကျွေးပြီးအတူစားခဲ့ကြပါတယ်ခေါင်းဆွဲဆောင်ရင်ဂျီဦးရဲ့အပြာရောင်ဟာယုံကြည်လို့ရတယ်ဆိုတဲ့အစွဲတစ်ခုကိုထပ်မံသတိထားခဲ့ရပါတယ်ဂျီဦးရဲ့အိမ်ကိုရောက်တော့ဂျီဦးအမေနဲ့အမှုစစ်ရှင်တွေကိုအိမ်ရှိမှတွေ့လိုက်ပါတယ်ဂျီဦးကအမှုစစ်ရှင်တွေကိုတွေ့ချင်းခင်းခင်းမင်းမင်းနှုတ်ဆက်ပါတယ်တရားခံရှင်တွေရောတရားလိုရှင်တွေရောအိမ်ရောက်လာလို့အိမ်မှာပဲတရားခွင်လုပ်လို့ရနေပြီပဲလို့ဂျီဦးအမေကစနောက်လိုက်ပါတယ်ရန်စွန်ဟိုကဂျီဦးနဲ့စကားပြောဖို့ခွင့်တောင်းတော့ဂျီဦးအမေကညင်းပယ်ပါတယ်ရန်စွန်ဟိုကသူ့အမှုတွေအတွက်တရေရှင်ရဲ့ကိစ္စပါဆိုပြီးတရားလိုရှင်တွေကိုပြောလိုက်တော့တရားလိုရှင်တွေကအော်ဒီဇင်တွေကမလိန်ညာတက်တာမို့ဂျီဦးကိုယုံတယ်လို့ပြောလိုက်ပါတယ်ရန်စွန်ဟိုကလည်းဂျီဦးကလိမ်မပြောခဲ့ဘူးဆိုရင်တောင်နားလည်မှုလွဲတာလည်းဖြစ်နိုင်ပါတယ်လို့ထောက်ပြလိုက်ပါတယ်အမှုကိုကြိုးကြိုးဆားဆားလိုက်နေတဲ့ရန်စွန်ဟိုကိုတတိက KTV မှာခေါ်ပြီးတာဝန်ခံရှင်းနေအနေနဲ့ယာဒူးတိုးပေးမယ်ဒါပေမဲ့လက်တော့အညစ်အကြေးပေးခံရမယ်လို့ပြောလိုက်ပါတယ်ရှင်းနေအနေနဲ့တာဝန်ယူပေးရမယ့်ကုမ္ပဏီကတော့ရန်စွန်ဟိုအခုလိုက်နေတဲ့အမှုကနင့်နာသူဖြစ်တဲ့သေဆုံးသူရဲ့သားပိုင်တဲ့ကုမ္ပဏီမှာဖြစ်ပါတယ်
မဟုတ်မှန်တဲ့အလုပ်တွေကိုလုံးရတာလိပ်ပြမလုံးပေမဲ့ငွေဆိုတဲ့မလုံးကြောင့်တရေရဲ့ကန့်လန့်ချက်ကိုရန်စွန်ဟိုလက်ခံခဲ့ပါပြီငွေပိုရမယ့်အလုပ်ကိုလက်ခံခဲ့ပေမဲ့မပြောမရွှင်ဖြစ်ပြီးအိတ်မပျော်နေတဲ့ရန်စွန်ဟိုစီကိုဂျီဟူးဖုံးဆက်လာပါတယ်ဖုံးကန်ကန်ချင်းနှုတ်ဆက်တာတွေပါတယ်မလုပ်ပဲရန်စွန်ဟိုမေးခဲ့တဲ့ဗဟေရီရဲ့အဖြေကိုလှမ်းပြောပါတယ်ရန်စွန်ဟိုကမှန်တယ်လို့ပြောပြီးချင်းဂျီဟူးကဖုံးချလိုက်ပါပြီဂျီဟူးရဲ့စိတ်အားထက်သန်မှုကိုသိလိုက်ရတော့ရန်စွန်ဟိုကဗဟေရီစာအုပ်ကိုဖွင့်ပြီးနောက်ထပ်မေးခွန်းတစ်ခုကိုလှမ်းမေးလိုက်ပါတယ်မေခွန်းကိုကြားပြီးတာနဲ့ဂျီဟူးကဖုံးချသွားပြီးအဖြေသိတာနဲ့ဖုံးဆက်လှမ်းဖြေပါတယ်ဂျီဟူးရဲ့ပြုမှုကြောင့်ဂျန်ဆွန်ဟိုကဗဟေရီဖြေဖို့အချိန်သတ်မှတ်ကြမယ်ဆိုပြီးမေခွန်းစဉ်းစားဖို့အချိန်တရက်ပေးကနေ့စဉ်ညနေ9:00နာရီတန်းအဖြေပြောပေးဖို့ညှိနှိုင်းလိုက်ပါတယ်ဂျီဟူးကလည်းဆရာထထတန်တန်နဲ့သဘောတူခဲ့ပါပြီအဲဒီလိုနဲ့ရန်ဆွန်ဟိုကနေ့စဉ်မေခွန်းတစ်ခုပေးပြီးဂျီဟူးကညနေ9:00နာရီတန်းအဖြေလှမ်းဖြေပါတယ်ရန်ဆွန်ဟိုကလည်းကျောင်းဆင်းချိန်တိုင်းကျောင်းရှိမှသွားဆောင်နေပြီးဂျီဟူးကိုဂရုစိုက်ပေးခဲ့ပါတယ်တရက်မှာတော့ကျောင်းဆင်းချိန်ပြီးလို့ကျောင်းထဲမှာကျောင်းသားတွေကုန်လူနီးပါးဖြစ်နေတဲ့အထိဂျီဟူးတို့ထွက်မလာလို့ရန်ဆွန်ဟိုစိတ်ပူသွားခဲ့ပါတယ်ဟိုဒီရှောက်ကြည့်ရင်ဂျီဟူးကိုဖုန်းခေါ်ကြည့်လိုက်တော့ဖုန်းမြည်တန်ကနီးနားကပဲကြားနေရတာကြောင့်သွားကြည့်လိုက်တော့ဂျီဟူးနဲ့နေ့စဉ်ကျောင်းအတူပြဲနေကြရှင်ဟေးကဂျီဟူးကိုအနိုင်ကျင့်နေတာတွေ့လိုက်ရပါတယ်ရှင်ဟေးကခဏခဏအနိုင်ကျင့်နေတာလားလို့မေးရင်ရှင်ဟေးကဂျီဟူးတငယ်ချင်းမဟုတ်ပဲဂျီဟူးကိုတုံးချနေတာလို့ပြောလိုက်တော့ဂျီဟူးတယောက်ဆေးချိတ်သွားပြီးထိန်းချုပ်လို့မရတော့ပါဘူးရန်ဆွန်ဟိုလည်းဂျီဟူးကိုကြောပိုးပြီးဆေးရုံကိုအမြန်ပြေးခဲ့ရပါပြီဂျီဟူးရဲ့အမေလည်းဆေးရုံရောက်လာပြီးဂျီဟူးသက်သာတော့ဂျီဟူးတို့သားမိကိုရန်ဆွန်ဟိုကအိမ်ပြန်လိုက်ပို့ပေးလိုက်ပါတယ်ရန်စွန်ဟိုကိုကျေးဇူးတင်တဲ့အနေနဲ့ဂျီဟူးအမေကအိမ်ထဲဝင်ပြီးဂျီဟူးနဲ့စကားပြောကြည့်ဖို့ခွင့်ပြုခဲ့ပါတယ်။ရန်စွန်ဟိုကဂျီဟူးနဲ့စကားပြောဖို့ဂျီဟူးခန်းထဲဝင်လာပြီးအခန်းကိုဝိတ်ဝဲကဲခတ်ပါတယ်။နိုင်ငံမှာဂျီဟူးအမေရဲ့ဓာတ်ပုံလေးတွေနဲ့လူတွေရဲ့စိတ်ခံစားချက်ကိုခွဲခြားပြထားတဲ့ပုံလေးတွေကပ်ပေးထားတာကိုသတိထားမိခဲ့ပါတယ်။ဂျီဟူးဆွဲထားတဲ့သူမရဲ့အိမ်မက်ကရှင်းနေပါဆိုတဲ့ပကြီးလေးကိုမြင်တော့ဘာကြောင့်ရှင်းနေဖြစ်ချင်တာလဲလို့ရန်စွန်ဟိုကမေးလိုက်ပါတယ်။ရှင်းနေတွေကကောင်းတဲ့လုပ်တွေကိုလုပ်တာမို့သူလည်းကောင်းတဲ့လုပ်တွေကိုလုပ်ချင်လို့ပါလို့ဂျီဟူးကဖြေပါတယ်။ရန်စွန်ဟိုကလည်းဦးလေးကလူကောင်းလားလို့မေးတဲ့အခါဂျီဟူးကသူ့ကိုမေးခွန်းတစ်ခါမှမမေးဘူးပဲမေးလိုက်တော့လေရန်စွန်ဟိုအတွက်အဖြေရခတ်ဆုံးမေးခွန်းဖြစ်လို့နေပါတယ်။အမှုနဲ့ပတ်သက်တဲ့အချက်လက်တချို့ကိုမေးပြီးသွားတော့ဂျီဟူးကလူတွေရဲ့စိတ်ခံစားချက်ကအရန်ရှုပ်ထွေးတယ်လို့ပြောလာပါပြီ။သူ့တငယ်ချင်းရှင်ဟာသူ့ရှိမှအမြဲပြုံးနေပေမဲ့သူမကိုတုံးချခဲ့တယ်လို့ဦးလေးကရောကျမကိုတုံးချနေတာလားလို့ဂျီဟူးမေးခွန်းထိုးလိုက်ပြန်ပါပြီ။ရှင်းနေရန်စွန်ဟိုအဖြေမဲ့သွားရပြန်ပါတယ်။အဲဒီလိုနဲ့ဒုတိယအကြိမ်တရားခွင်တရားမင်းနေရောက်လာခဲ့ပါပြီ။ဂျီဟူးနဲ့ဂျီဟူးအမေဟာတရားရုံးကိုလာခဲ့ပေမဲ့ဂျီဟူးအတွက်တော့အတော်လေးရုန်းကန်ပြီးမှတရားခွင်ခန်းနဲ့ရောက်ခဲ့ပါတယ်။မျက်မြင်သက်သေနေရာမှာထိုင်ခိုင်းလို့ထိုင်နေပေမဲ့မတီမငြိမ်ဖြစ်နေတဲ့ဂျီဟူးရဲ့ပြုမှုကြောင့်တရားသူကြီးကအကျိုးကြောင့်ကိုမေးလိုက်တဲ့အခါဂျီဟူးကနယံကက်နာရီရဲ့အတန်ကစူလွန်းတာကြောင့်လို့ဆိုလာတာမို့နာရီကိုပိတ်ထားပေးလိုက်ရပါတယ်။တရားလိုရှိနေရောတရားခံရှိနေရောဂျီဟူးကိုမေးခွန်းမေးမြန်းကြပါပြီ။ဂျီဟူးကတရားခံအသေးဆုံးသူကိုကူညီဖို့ကြိုးစားခဲ့တာမဟုတ်ပဲတိုက်ခတ်ခဲ့တာလို့အတိအကျဖြေပါတယ်။ဘာကြောင့်အတိအကျဖြေနိုင်တာလဲလို့မေးတော့တရားခံမျိုးသမီးဟာဘိုးကိုသေဆုံးသွားတဲ့အခါမှာပြုံးခဲ့တာကြောင့်လို့ရှင်းပြလိုက်ပါတယ်။တရားခံရှိနေဖြစ်တဲ့ရန်စွန်ဟိုတို့ဖွဲ့မေးမြန်းတဲ့အခါမှာတော့ဂျီဟူးကိုရုပ်ပုံတွေပြပြီးခန်းစားချက်တွေကိုခွဲခြားပြခိုင်းပါတယ်။မျက်နှာရဲ့သင်္ကေတတွေနဲ့မှတ်ထားတာဖြစ်တာကြောင့်ဂျီဟူးရဲ့အဖြေဟာလွဲချော်ခဲ့ပါပြီ။ရန်စွန်ဟိုကဂျီဟူးဟာစိတ်ဝေဒနာရှင်တယောက်ဖြစ်တာကြောင့်သူမြင်ခဲ့တဲ့မြင်ကွင်းကိုတိတိကျကျခွဲခြားနိုင်ခြင်းမရှိပါဘူးလို့အဆိုတင်သွင်းလိုက်ပါတယ်။တရားခွင်ပြီးသွားပေမဲ့ဂျီဟူးစိတ်ထဲမှာသူမဟာစိတ်ဝေဒနာရှင်တယောက်လားဆိုတဲ့အတွေးတွေလွှမ်းမိုးနေခဲ့ပါတယ်။ညနေ9:00နာရီထိုးတော့အရင်ရက်တွေကအတိုင်းဗဟေရီရဲ့အဖြေကိုရန်စွန်ဟိုစီဖုံးဆက်ပြီးလှမ်းဖြေပါတယ်။ရန်စွန်ဟိုကသူ့အမားကိုတောင်းပန်မှုစူးစမ်းပေမဲ့ဂျီဟူးကတော့သူကစိတ်ဝေဒနာတယ်လားဆိုတာပဲမေးနေပါတော့တယ်။အိမ်ထိလိုက်သွားပြီးဂျီဟူးကိုတောင်းပန်မှုလုပ်ခဲ့ပေမဲ့ဂျီဟူးရဲ့အမေကသူ့သမီးကိုခေါ်ပြီးအဆက်ခွဲစော်ကားတယ်ဆိုပြီးအိမ်ထဲအဝင်မခံတော့ပါဘူး။ဒုတိယတရားခွင်ပြီးလို့2 ရက်ကြာမှစီရင်ချက်ချမှတ်ခဲ့ပါတယ်။တရားလိုဘက်ကတင်ပြတဲ့သက်သေမခိုင်လုံတာရင်တရားခံရှင်းနေဘက်ကတင်ပြချက်တွေကကြိုးကြောင်းစီလျော်နေတာရဲ့ကြောင့်တရားခံအိမ်ကူမျိုးသမီးဟာအပြစ်ကနေခွင်းလုံးကျွတ်လွတ်သွားခဲ့ပါတယ်။အမှုစီရင်ချက်ပြီးလို့တရားခွင်ကနေတီးတီးထွက်ခွာသွားချိန်မှာသေဆုံးသူရဲ့သားပြုံးပြီးထွက်သွားတာကိုရန်စွန်ဟိုတွေ့လိုက်ရပါပြီ။အိမ်ကူမျိုးသမီးထောင်ကထွက်လာတာကိုသွားတွေ့တော့လဲပြုမှုတွေကမူမမှန်တယ်လို့ခံစားလိုက်ရပါတယ်။စိတ်ထဲမှာမတင်မကျဖြစ်လာတာကြောင့်စီရင်ချက်ချပြီးမှအမှုနဲ့ပတ်သက်တာတွေကိုထပ်မံစုံစမ်းခဲ့ပါတယ်။အမှုဖြစ်ပွားရာရက်ကွက်ထဲကလူတွေစီကိုသွားစုံစမ်းတယ်လို့သေဆုံးသူကိုကုသပေးခဲ့တဲ့ဆရာဝန်နဲ့လည်းသွားတွေ့ခဲ့ပါတယ်။သေဆုံးသူအဖိုးကလှူဒန်းရရောပြီးသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလှူဒန်းဖို့ပြင်ဆင်နေခဲ့တာပါ။အိမ်ကူမျိုးသမီးဟာလည်းအဖေမပေါ်တဲ့ကလေးတစ်ယောက်ရှိနေပြီးကလေးကကျန်းမာရေးမကောင်းတာကြောင့်ဆေးကုသဖို့ငွေလိုနေခဲ့တာဖြစ်ပါတယ်။တာဝန်ခံရှင်းနေအနေနဲ့စာချုပ်သွားချုပ်တုန်းကသေဆုံးသူအဖိုးအိုရဲ့သားကသူ့ကုမ္ပဏီမှာငွေကြီးအခက်အခဲဖြစ်နေတဲ့အကြောင်းပြောခဲ့ပူပါတယ်။အချက်လက်တွေကိုဆက်ကြည့်လိုက်တော့ရန်စွန်ဟိုတယောက်အဖြစ်မှန်ကိုရိပ်စားမိခဲ့ပါပြီ။ကုမ္ပဏီလည်းပတ်ဖို့ငွေလိုနေတဲ့သားရဲ့နေမကောင်းတဲ့ကလေးကိုဆေးကုဖို့ငွေလိုနေတဲ့အိမ်အကူရဲ့ပိုင်ဆိုင်သမျှကိုလှူဒန်းဖို့စီစဉ်နေတဲ့အဖိုးအိုရဲ့ဒီ3 ယောက်ရဲ့ဆက်ဆက်မှုကိုနားလည်သွားတဲ့ရန်စွန်ဟိုဟာအမှုစစ်ရှင်တွေကိုဖုံးဆက်ပြီးအမှုကိုအယူခံဝင်မှုအကြံပေးလိုက်ပါတယ်။ရန်စွန်ဟိုရဲ့အကြံပေးချက်ကြောင့်အမှုစစ်ရှင်တွေကအမှုကိုအယူခံဝင်ပြီးဂျီဟူးကိုမျက်မြင်သက်သေအနေနဲ့နောက်တစ်ခေါက်ရုံးတော်ကိုလာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဂျီဟူးရဲ့အမေကအကြောင်းကန်ညင်းပေမဲ့ဂျီဟူးကမျက်မြင်သက်သေဖြစ်ချင်တယ်လို့အမေဖြစ်သူကိုတောင်းဆိုလိုက်ပါတယ်။အမေဖြစ်သူကဂျီဟူးကိုသမီးအတွက်ခက်ခဲမှာမို့ပါလို့နှစ်သိမ့်ပေမဲ့ဂျီဟူးကသူမဟာစာဖတ်တဲ့ရေးတတ်ပေမဲ့အော်တင်စင်တယောက်ဖြစ်တာမို့ရှင်းနေတယောက်ဖြစ်လာမှာမဟုတ်တာကြောင့်လူတွေအမှန်တရားကိုသိဖို့အတွက်မျက်မြင်သက်သေတယောက်တော့ဖြစ်ချင်ပါတယ်လို့ဆိုလာတော့အမေဖြစ်သူလည်းမှင်သက်သွားခဲ့ရပါပြီ။
အမှုကိုယူခံဝင်လို့နောက်တစ်ချိန်တရားခွင်တက်ရပေမဲ့ရန်စွန်ဟိုနဲ့ညှိထားတဲ့အမှုစစ်ရှင်တွေဟာအမှုကနေထုတ်ပယ်တာကိုခံလိုက်ရပါတယ်။တရားခွင်မှာတရားလိုဘက်ကနေကြိုးကြိုးဆဆအမှုလိုက်ပေးမဲ့သူမရှိတော့တာမို့အမှုကအယူခံဝင်ထားလဲမထူးခြားတော့မဲ့အခြေအနေဖြစ်နေခဲ့ပါပြီ။တရားခံရှင်တွေဘက်ကနေရှောက်လဲချက်ပေးကြရမှာရန်စွန်ဟိုကဂျီဦးရဲ့ထူးခြားချက်တွေကိုထုတ်ဖော်ပြပါတော့တယ်။ဂျီဦးရဲ့အမြင်ဆူးခြားမှုတွေကိုအဆက်လေးတွေအများကြီးပါတဲ့ဘဝတစ်ထည်ကိုပြပြီးတက်တည်ပြခဲ့တယ်လို့အကြမ်းဟာယုံဆူးခြားမှုကိုလည်းခက်လန်းလန်းကလူတရားကိုစကားပြောခိုင်းပြီးဂျီဦးကိုပြန်ပြောခိုင်းပါတယ်။အခင်းဖြစ်ပွားတဲ့နေ့ကတရားခံမျိုးသမီးပြောခဲ့တဲ့စကားတွေကိုဂျီဦးကတလုံးမှန်ကျန်မှတ်မိနေတဲ့အပြင်စကလုံးရေအတွက်ကိုပါမှတ်မိနေခဲ့တာပါ။ရန်စွန်ဟိုဟာတရားခံရှင်းနေဖြစ်ပြီးတရားခံကိုအပြစ်ရှိကြောင်းဖော်ထုတ်နေတာမို့တတိဖြစ်သူလည်းပောက်ကွဲကုန်ပါပြီ။ရှင်းနေတယောက်အနေနဲ့ကိုအမှုတွေပေါ်စီးဖောက်ခဲ့တာကြောင့်ပြည်တံခံရမှာဆိုပေမဲ့အမှုရဲ့အသွားလာကမှန်ကန်လာတာမို့တရားသူကြီးကရန်စွန်ဟိုရဲ့ကိစ္စကိုနောက်မှရှင်းပြီးအမှုကိုပဲအရင်ရှင်းဖို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့တရားခံမျိုးသမီးဟာတေဆုံးသူအဖိုးကိုရဲ့သားခိုင်းစေတာကြောင့်အဖိုးအိုကိုတတ်ခဲ့ကြောင်းပေါ်ပေါက်သွားခဲ့ပါပြီ။အမှုကိစ္စတွေအားလုံးပြီးသွားတော့ဂျီဦးရဲ့အမေကဂျီဦးကိုတာမန်ထက်တန်းကျောင်းကနေအော်ဒီဇင်နဲ့ကိုက်ညီမဲ့ကျောင်းကိုရွှေ့ပေးခဲ့ပါတယ်။ဂျီဦးကလည်းတာမန်လူတယောက်လိုအတင်းကြီးဟန်ဆောင်စရာမလိုတော့တာကြောင့်ဘဝတူအော်ဒီဇင်တငယ်ချင်းတွေကိုသဘောကျပါတယ်။ဂျီဦးမျက်မြင်သက်သေထွက်ဆိုပေးခဲ့တဲ့အမှုကရှင်းနေနှစ်ဦးစလုံးကဂျီဦးတို့အိမ်နဲ့မိသားစုလိုဖြစ်သွားခဲ့ကြပါပြီ။လူဘဝကြီးမှာမဟုတ်မှန်တာကိုလုံးပြီးလို့လူချမ်းသာပြီးလိပ်ပြမလုံးဖြစ်နေမှာထက်မှန်ကန်တဲ့လုပ်ရက်ကိုလုံးပြီးရှိတာလေးနဲ့လေးပြလုံးလုံးနေရတာကပိုရတာရှိတယ်ဆိုတာကိုအတိတရားရသွားစေတဲ့ဇက်လန်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။